နင်တို့ပြောလဲပြောချင်စရာပဲနော်တကယ်တူနေတယ်လို့ပဲငါကငါကြည့်ရတော့လေအိမ်ကလူတွေလည်းတူတယ်တဲ့ကျမဖေကိုရောက်နေလဲဆိုတာရှင်တို့ကိုပြုတ်ပြမယ်ဒီဥယျာဉ်ပြ treatment မသိတခါမှမလုပ်ဘူးနော်ဒီ treatment ကဘာအကျိုးကျေးဇူးကောင်းလဲဆိုရင်ပေါက်ထနေတဲ့ဆန်သားတွေစပင်ပျက်စီးနေရတယ်နောက်ပြီးမသိလိုမျိုးအစီပြန်တဲ့တူတွေပေါ့နော်တော်တော်များများဒီ treatment ဒီ step 1 treatment ကိုလုံးဝလုပ်တင်ပါတယ်မသိ recommend ပေးပါတယ်မလုပ်ဘူးဆိုရင်လုပ်ကြည့်လိုက်ပါခေါင်းထဲမှာအေးနေလို့အရန်ကောင်းတယ်ပေါ့နော်နောက်တစ်ခုကကြတော့ तू ကလေအဲ့လိုမျိုး made in Japan ပေါ့နော်လုံးဝ brand တွေနဲ့အကပစ္စည်းအကောင်းစားတွေနဲ့လုပ်ပေးတယ်ပေါ့နော်ဂျပန်နိုင်ငံကထုတ်တဲ့ brand ပစ္စည်းလေးနဲ့လုပ်ပေးတယ်အော်နောက်တစ်ခုရှိသေးတယ်နောက်ပြီး chemical တွေကွာလုံးဝစိုးစေးတွေအများကြီးထိထားတဲ့စပင်မသိဆိုရင်စိုးစေးတွေအများကြီးထိထားတယ်အဲ့လိုစပင်တွေဆန်သားတွေအတွက်လည်းလုံးဝအဆင်ပြေတယ်အကောင်းဆုံးကဘာလဲဆိုရင်ဟိုကဆန်သားတွေအများကြီးဆေးတွေဆိုးထားတဲ့ဆန်သားတွေဆိုရင်ဥတွေပြားထဲမှာအညစ်ကြေးရှည်ကွာအဲ့အညစ်ကြေးလုံးဝကိုတန့်ရှင်းစေတယ်ပေါ့နော်ဒါက reset ကလေးပေါ့နော်ဒါမသိ reset ကလေးလုံးဝကိုပေါက်တယ်ဆိုတော့ရှင်းလင်းဖြစ်သွားတယ်ခုနကတော့မသိပေါက်တွေတော်တော်များတယ်ပြောရမယ်ဒီဟာလေးကသူကလေးစားပြီးလို့ပြောတယ်လုံးဝကွာခေါင်းနှိမ့်နေတယ်လို့မျိုးလေးကိုကောင်းလိုက်တာဆိုတာလေမသိအောင်တစ်ခါမှမလုပ်ဘူးလုံးဝနေလို့ထိုင်လို့ကောင်းသွားတယ်ကွာလုံးဝလန်းဆန်းပြီးတော့ဖိအားရအောင်ရှော့ချသွားတယ်ကတလေးက reset လေးပါချစ်စရာလေးနော်ကလေးလေးလိုပဲဆိုတော့ဆိုင်လိပ်စာလေးကကြတော့ပြုံးလေးမျိုးနိုင်စဉ်အနီးမန္တလေးလာရှိုးလမ်းမပေါ်ပါရမီမလိုင်းဆိုင်အနီးမန္တလေးအစင်းဘက်ချံကိုရန်အိမ်ကျန် TikTok ဆိုတဲ့ဒီဆိုင်ပြုံးလေးရဆိုင်လေးပေါ့နော်မသိအလဲရောက်တုံးလေးဝင်ခဲ့လိုက်တယ်ကဲနောက်ဆုံးတော့ကျွန်မဘယ်နေရာရောက်ကျွန်မကပြရစီပဲဆိုတော့ဗီဒီယိုလေးအဆုံးနေကြည့်ပြီးတော့ကျေးဇူးပါ